Great တွေနဲ့ကြီးဒီဖေဟာပို့ပြီးတော့ကောင်းတယ်လို့ထင်လေ Hello ဒီနေ့ရောတွေ့တာ Carry ဖြစ်နေ Great တွေနဲ့ကြီးဒီဖေဟာပိုကောင်းလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်ရောဒီနှစ်ခုကိုဖေဟာပိုကောင်းလဲဆိုပြီးတော့ရှင်နေရမယ့်အစားဖေဟာကပို့ပြီးတော့ကိုနဲ့တင်တော်လဲဆိုတာကိုပဲထည့်သွင်းစဉ်းစားရမှာပါအဲ့လိုမျိုးစဉ်းစားရမယ့်အနေအမှာအဓိကအချက်၃ချက်ကိုစဉ်းစားရမယ်ပေါ့နော်ပထမဆုံးအချက်ကကြတော့ကိုရဲ့ future plan ပေါ့နော်ကိုကနိုင်ငံခြားထွက်ပြီးတော့စတင်မဲ့သူလားဒီမြန်မာနိုင်ငံမှာပဲဆက်ပြီးတော့ကျောင်းဆက်တက်မဲ့သူလားဆိုတာကိုစဉ်းစားရမယ်ပေါ့နော်ဒီလိုမျိုးနိုင်ငံခြားဆက်ပြီးတော့ကျောင်းဆက်တက်မဲ့သူတွေမှာဆိုလို့ရှိရင်လည်း GED ကိုဦးစားပေးတဲ့နိုင်ငံတွေရှိရဲတချို့ကြီး GED လက်မခံတဲ့နိုင်ငံတွေရှိရဲအမျိုးမျိုးပေါ့နော်အားရထည့်သွင်းစဉ်းစားရမယ်ဒီထိုင်းလိုဟာမျိုးဆိုရင် GED ကိုကျောင်းတိုင်းလက်ခံတယ်ဂျပန်လိုဟာကြီးကြတော့ဒီ grade တွေကိုပို့ပြီးတော့ဦးစားပေးရပေါ့နော်အဲ့လိုမျိုးတွေကိုသွားမဲ့နိုင်ငံတွေကိုလည်းပို့ပြီးတော့စဉ်းစားပေးရမယ်မြန်မာနိုင်ငံမှာစတက်မဲ့သူတွေဆိုလို့ရှိရင် public university ဆိုလို့ရှိရင်တော့ grade တွေပေါ့နော်ဒီ private တွေထားနိုင်ငံခြားနေလာဖွင့်ထားတဲ့ကျောင်းတွေ collaborate လုပ်ထားတဲ့ကျောင်းတွေဆိုရင်တော့ GED ကပိုအားတာရပေါ့နော်အဲ့လိုမျိုးကြီးစဉ်းစားရမယ်နောက်တစ်ခုကကျတော့ budget ပေါ့နော်ကိုမိဘကဒီဘယ်အပိုင်းကိုပို့ပြီးတော့ budget ကိုပို့ပြီးတော့တုံးနိုင်လဲကိုမိဘ budget ကိုဘယ်လောက်ထိတုံးနိုင်လဲဆိုတာတွေကိုလည်းထည့်သွင်းစဉ်းစားရမယ်တချို့ဆိုရင် GED တက်တဲ့ GED တိုင်မှဆံမွေးကြီးတွေမတက်နိုင်လို့မဖြေရတာမျိုးကြီးလေရှိရသူတွေတကယ်လက်တွေ့မှာရှိရပေါ့နော်အဲ့လိုမျိုးကြီးစဉ်းစားပေးရမှာပဲနောက်တစ်ခုကကြတော့အချိန်ပေါ့နော်ကြီးရတွေ့တာတော့ပုံမှန်6လပြည့်တင်နန်းနေပေါ့နော်တချို့က4လပြည့်တင်လဲရှယ်တွေ့တာတစ်ခါကတော့6လပြည့်ပေါ့နော်ဒါပြီးလို့ရှိရင်ကိုကဒီတစ်လအတွင်းမှာဆံမွေကိုအပြီးဖြေမှာလားပေါ့နော်တကယ်ဆိုဒီကြီးဆိုရင်လပိုင်းနဲ့ပြီးရပေါ့နော်ကိုစားလဲတေချာလောက်တဲ့ကိုသင်ခင်ပိုင်းနဲ့ကောင်းနေဆိုလို့ရှိရင်အချိန်ခဏလေးနဲ့ပြီးရ scholarship တွေ deadline ကနေဟာဆိုလို့ရှိရင်ပို့ပြီးတော့လဲကြီးတွေအဆင်ပြေရနောက်ပြီးတော့ကိုဖြည့်ခြင်းနဲ့ချိန်ဖြည့်လို့ရအမှတ်ကလည်းတန်းထွက်တယ်ဒီ transcript တွေ certificate တွေကလည်းတန်းထုတ်လို့ရတယ်ဆိုတော့အဆင်ပြေရပေါ့နော်ဒီ grade တွေကျတော့ဒီအောင်စင်းထွက်မဲ့အချိန်တွေစောင့်ရတယ်ကြာရပေါ့နော်ဒီလိုမျိုး scholarship ကို deadline နဲ့ရှောက်ရမယ့်သူတွေအတွက်ကျတော့ GED ဦးစားပေးတဲ့နဲ့ကိုကscholarship က deadline ကလည်းဝေးသေးရတခြား plan တွေရှိသေးရဆိုလို့ရှိရင်တော့ grade တွေကိုပို့ပြီးတော့ရွေးသင့်ပါတယ်ဒီအချက်၃ချက်ပြင်နောက်တစ်ခုကကျတော့လေတွေ့တာလက်တွေ့ဘဝမှာပဲဒီကြုံတွေ့နေရပါတော့တွေ့တာတင်တဲ့မှာကောင်မလေးတယောက်နဲ့ကောင်လေးတယောက်ရှိရကောင်လေးကတွေ့တာနဲ့ရွေတို့ပေါ့နော်သူကကျတော့ဒီ state ကျောင်းမှာတော့စာမတော်ဘောတော့ယောက်ျားလေးဆိုတော့တည့်ရဲ့အတိုင်းစာမလုပ်ဘူးဒါပေမဲ့ကြီးမှာကျသူ့အမတ်တရအမြဲတမ်းကောင်းတယ်ယောက်ျားလေးရဒီစာရီလုံးရတာမကြိုက်ဘူးသူသင်ခင်ပိုင်းကတော်တော်လေးကောင်းတော့ကြီးဆိုလို့ရှိရင်သူရီးရဲမှာရောဒီအခန်းထဲမှာဖြည့်ဟာရီမှာရောအမတ်တရကောင်းတယ်ပေါ့နော်နောက်တစ်ယောက်ကကျတော့သူတွေ့တာထက်လိမ့်နေသေးရဲ့ဒီတွေ့တာထက်4နှစ်လောက်တော့နေမှာပေါ့နော်သူကကျတော့ဒီ state ကျောင်းမှာတော့ကျတော့စာတော်တော်လေးတော်ရဲတယ်မှာပါရဲ့အမြဲအဆင့်1တွေရရဲ့ပထမစုတွေရတယ်ဒါပေမဲ့ GED မှာကျတော့သူအသက်ငယ်ရရောသင်ခင်ပိုင်းမှာအားနေရတော့ကြောင့်သူဒီ real test ဖြေဖို့တော့အဆင်မပြေဘူးပေါ့နော်ဒီ pre test မှာတင်အမှတ်တွေတော်တော်နေရတယ်ကြားရဲ့ဘာသာတွေရှိရမလို့သူ့မှာ real test ကိုမဖြေနိုင်ဘူးပေါ့နော်အဲ့လိုမျိုးလေးရှိအားကြောင့်မလို့လေသူများရဲ့စကားတခွန်းနဲ့လမ်းမဆုံးကြပါနဲ့ဒီ GED ရော grade တွေရောသူ့ဟာနဲ့သူခတ်တယ်ပေါ့နော် GED မှာဆိုရင်သင်္ကေတပိုင်းပေါက်ကောင်းတဲ့သူတွေအတွက်အဆင်ပြေ grade တွေရောစာချက်အားကောင်းတဲ့သူတွေပေါ့နော်ဒီတစ်ခုဆိုရင်မှတ်မိလို့တဲ့သူတွေအတွက်အဆင်ပြေရဲ့ကြောင့်မလို့တွေ့တာခုပြောရဲ့အချက်တွေကိုစဉ်းစားပြီးမှပဲလုပ်စေချင်ပါတယ်မဟုတ်လို့ရှိရင်ကိုက GED ကိုရွေးလိုက်ပြီးဆိုလို့ရှိရင်လည်းကိုကသင်္ကေတပိုင်းမကောင်းတဲ့သူဆိုလို့ရှိရင်လည်းအဆင်မပြေပြန်ဘူးပေါ့နော်ဒီဆံမွေးကြီးတွေကြာသွားလို့ရှိရင်ပေါ့နော်ရှုံးမှာပဲရှိပါတယ်အားကြောင့်မလို့တေချာလေးစဉ်းစားကြပါလို့ပြောချင်ပါတယ်တွေ့တာနဲ့သူဒီနောက်ထပ် career ဘိုင်းနေဘယ်လိုသွားမလဲ future plan နေဘယ်လိုသွားမလဲဆိုတာသိချင်နေဆိုလို့ရှိရင်လည်းအသေးစိတ်အတိုင်းမလို့ရပါတယ်အားလုံးပဲဘိုင်ပါ